အာလူလေးလို့မြင်ရတဲ့ဒီခွေးလေးကအမေရိကန်ဘူလီခွေးပေါက်လေးဖြစ်ပါတယ်ဘူလီဆိုတဲ့နာမည်ကြောင့်ကြမ်းတမ်းပြီးလူတွေကိုကြောက်တဲ့အောင်လုပ်နိုင်မယ်လို့ထင်ရပေမဲ့တကယ်တော့အရန်ကျင်နာပြီးချစ်စရာကောင်းတဲ့ခွေးရဲ့မျိုးစားဖြစ်ပါတယ်တင်သူရဲ့မျက်နှာပေါ်မှာပေါက်လိုက်ရင်တော့သူစိတ်မဆိုးပဲအော်ပြီးဟိုဘက်ဒီဘက်ရှူနေတတ်ပါတယ်အထူးသဖြင့်ကလေးတွေနဲ့အသက်ကြီးသူတွေကိုစိတ်အေးနဲ့နှုတ်ရမ်းစွာဆက်ဆံတတ်ပါတယ်ကလေးတွေစော့ကစားရင်သူ့ကိုစိတ်နောက်ရှက်ပေးမိရတော့သူစိတ်မဆိုးပါဘူးဒီဘူလီခွေးပေါက်လေးလမ်းလျှောက်တဲ့အချိန်မှာတော့ဂျင်ကနေအခုမှထွက်လာတဲ့ body builder တယောက်လိုတောင်တင်းနှံပုံစံနဲ့လမ်းလျှောက်ကြပါတယ်ပြီးတော့ခြေထောက်တူတူလေးတွေကြောင့်တုံတုံရင်ရင်လမ်းလျှောက်နေတယ်လို့မြင်ရတာအရန်ချစ်ဖို့ကောင်းပါတယ်သူတို့နေ့စဉ်ဘဝကလည်းရိုးရှင်းပါတယ်စားမယ်အိတ်မယ်တွေ့တဲ့နေရာလဲနားမယ်အမေရိကန်ဘူလီခွေးပေါက်လေးတွေရဲ့အမွေးတွေကတူတူလေးမလို့အမွေးကြတာနေပြီးခဏတာဖီပေးုံတန်းရှင်းပေးုံနဲ့လုံလောက်ပါတယ်နောက်ပြီးချစ်စရာကောင်းဆုံးအချက်ကတော့တခြားတိရစ္ဆာန်တွေနဲ့လည်းအဆင်ပြေပြေနေတတ်ကြပြီးကိုယ့်ထက်တင်းခဲ့တဲ့တိရစ္ဆာန်ကိုတောင်အလွန်ဂရုစိုက်တတ်ကြပါတယ်ဒါဆိုတင်ရဒီအမေရိကန်ဘူလီခွေးပေါက်လေးတကောင်မွေးချင်ပါသလား comment မှာရေးခဲ့ကြပါဦးနော်ပြီးရင်ကျွန်တော် Facebook page မှာ follower 1000ပြည့်သွားရင်ကျွန်တော် giveaway လုပ်ပေးပါမယ် giveaway ကတော့ CapCut Pro Spotify Telegram YouTube တို့တခြားအများကြီးရှိပါမယ်လိုချင်ရင်တော့ကျွန်တော်မြန်မြန်လေး follow လေးလုပ်ပေးကြပါဦးနော်နောက်ဗီဒီယိုမှာတွေ့ကြစို့ thanks for watching